လူတစ်ယောက်ရဲ့စိတ်စေတနာကတိတ်ကိုအရေးကြီးပါတယ်ကိုဘာလေးပဲတွေးဘာလေးပဲပြောဘာလေးပဲလုပ်အဲ့ဒီအတွေးတွေအပြောတွေအလုပ်တွေရဲ့တွန်းအားကကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့စေတနာပဲဖြစ်ပါတယ်ကောင်းတဲ့စိတ်စေတနာတွေနဲ့တွေးလိုက်တာပြောလိုက်တာလုပ်လိုက်တာအဲ့ဒါတွေရဲ့ရလဒ်တိုင်းကကိုယ့်စီကိုကောင်းမွန်လှပတဲ့ကံတရားပုံစံလေးတွေနဲ့ပြန်ရောက်လာတတ်ပါတယ်မကောင်းတဲ့စိတ်စေတနာဆိုနဲ့လူတစ်ယောက်ကိုနှိမ်လိုက်မယ်ဝေဖန်အပြစ်တင်လိုက်မယ်ဆိုရင်လေအဲ့ဒီဝေဖန်ပြစ်တင်ခံရခြင်းတွေကကိုယ့်စီကိုအချိန်မရွေးပြန်ရောက်လာတတ်ပါတယ်ဒါကြောင့်စကားလေးတစ်ခုပြောတော့မယ်ဆိုရင်ကိုမှန်ထဲမှာအရင်ကြည့်ပြီးကိုအရင်ပြောကြည့်လိုက်ပါဒီစကားကိုသာပြောခံရရင်ဘယ်လိုခံစားရမလဲဆိုတဲ့အတွေးလေးနဲ့ကိုချင်းစာနာတတ်တဲ့စိတ်ကလေးကိုထည့်လိုက်တဲ့အခါမှာတော့လူတစ်ယောက်ပေါ်မညာမတာပြောဖို့နှုတ်ဆွဝင်လေးလာပါတယ်